ကဲ19ရက်6လ2026နေ့လေးပထမဦးဆုံးစိုးအောက်ကလေးခင်ဗျာနော်ဒါကျွန်တော်တို့လက်လွှဲပြန်ပေးလိုက်တာညမနေ့ကကျွန်တော်တို့မုဒ္ဓမမှာသွားမလာတဲ့ဓမ္မဘစ်တာလေးအတိုတာဗစ်လေးဗစ်ပုံပြောင်းလေးနော်ကိုကောင်းကောင်းတို့ဝယ်ယူအပ်ပေးသွားခဲ့ပါတယ်နော်အချင်းချင်းလက်လွှဲပုတ်ကလေးပြန်ပေးလိုက်ပါတယ်ခင်ဗျာအကျွတ်အမှုတ်လေးဗျာနော်အမြတ်ကျမ်းပါစေချစ်ကိုကြီးနော်အရေးကြောင့်ငွေချမ်းလက်ထက်အားလုံးအဆင်ပြေတယ်ကားလေးတွေနဲ့ပတ်သက်ပြီးအသေးစိတ်သိကျင်နေဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 33938ကိုဒါဆက်သွယ်မင်းများနိုင်ပါတယ်ခင်ဗျဒီကားလေးလည်းစိုးအောက်သွားပြီနော်နှစ်စီးစိုးအောက်ပေါ့ခင်ဗျာဓမ္မဒါဆိုနှစ်စီးမြောက် GD1 လေးနော်စိုးအောက်သွားခဲ့ပါပြီနော်တကားလေးလည်းပြီးသွားပြီခင်ဗျအဲ့ဒါပြီးတော့3စီးမြောက်ကတော့ Starlet နော်ဒီ Starlet လေးပြီးသွားပြီနော်300ကျော်နဲ့လုပ်ငန်းတစ်ခုနော်မသိသူကြော်သွားသိသူဖော်စားသွားတဲ့အကိုတွေကတော့ဒီမှာရုံးထဲမှာအခန်းထဲမှာဒါကျွန်တော်ရုံးခန်းထဲမှာစာချုပ်ချုပ်နေပြီခင်ဗျနော်လုပ်ငန်းတစ်ခုရသွားပါပြီနော်ကျွန်တော်တို့စိုင်တီနီယာကတော့ရန်ကုန်အရှိတကုံရာသားတွေလမ်းမကြီး9ရက်ကွက်ရွှေပြေးလမ်းထိပ်စိုးကြီးကားရှိုးလုံးပဲဖြစ်ပင်ခင်ဗျနော်အထက်မှာစာချုပ်ကိုဟိုဘက်ဒီဘက်ခွဲချုပ်နေပါတယ်ခင်ဗျဒါကတော့ Starlet ဝယ်တဲ့အကိုတွေအမတွေပါနော် Starlet လေးဝယ်သွားတာငွေစင်တစ်ခါတည်းချတစ်ခါတည်းကားကိုယူသွားခဲ့ပါတယ်ခင်ဗျကဲဒီဘက်ကတော့ကျွန်တော်တို့ရဲ့ချစ်ကိုကြီးနော်GD1 ကိုက GD1 လေးဝယ်ယူအပ်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာတခါတည်းငွေချတခါတည်းယူသွားတယ်အဲ့ဒါလေးပြီးတော့ဒီနေ့မှရောက်တဲ့ဟာရီယာပြီးသွားပြီဗျာနော်လိုင်းမုံမရောက်ခင်စိုးအောင်မြင်ဝယ်သွားသူများကြီးပွားကြပါသေးဗျာနော်ဒီကားလေးစိုးအောင်သွားပြီနော်အဲ့ဒါလေးစိုးအောင်သွားပြီကျွန်တော်ပြန်ဝယ်လေးရတော့ဒီဘတာလေးဖြစ်မယ်နော်ဘတာလေးနဲ့တကယ်ဆိုအလဲထက်လုတ်ပေးလိုက်တာပေါ့နော်ဘတာလေးပြန်ဝယ်ထားတယ်အကျွတ်အမှုတ်လေးဗျာအဲ့ဒါလေးပြန်ဝယ်ထားတယ်နော်ဒီနှစ်စီး3စီး4စီးမြောက်နော်ဒါဆိုရင်5စီးမြောက်မင်္ဂလာလေးပါကားလေးချောတယ်နောက်ရက်ကိုကျွန်တော်ပြန်တင်ပေးမယ်နော်ကျွတ်မှော်လေးဗျာနော်1300 cc လေးဖြစ်မယ်နော်အရေးကြောင့်ငွေချမ်းအလဲတဲ့အားလုံးအဆင်ပြေတယ်မိမိတို့ရောင်းလို့တော့ကားမြောက်လဲပြန်လဲဝယ်ယူပေးလျက်ရှိပါတယ်ခင်ဗျာကားတွေကတော့လုပ်ငန်းသုံးအိမ်စီအများကြီးရှိတယ်နော်ဒီမှာချစ်ကိုကြီးတွေနော်ကျွန်တော်တို့ရှိရကိုကြီးတွေအဲထဲမှာတော့စာချုပ်ချုပ်နေကြပါတယ်နော်ဒီကိုကြီးဒါလေးကဟာရီယာလေးနဲ့ဒီဟွာလေးဝယ်သွားလဲထက်လောက်သွားတာကဲလမ်းသားမီရှူဘီရှီလမ်းသားလေးနော်ကောက်ထားတယ်လိုအပ်သူများဟလိုလိုက်နော်ရန်ကုန်လိုင်းစဉ် F10 ခွန်အပူးလေးနဲ့ကာလာအဖြူလေးဗျာနော်တစည်းပဲရှိမယ်အများကြီးမရှိဘူးနော်အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတဦးချင်းစီတိုင်းအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုချမ်းပါနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ